သမီးဖျားသွားဖြစ်တယ်ဘာရင်မဟုတ်ဘူးဖျားရည်တရားရည်ကအေးချမ်းလို့ဖျားရည်မြန်မာဆိုရင်ဘသူ့ကိုကြည့်ကြည့်လောဘဒေါသကင်းလွတ်နေကြရဲ့လေအော်ဒါညီမတို့ရဲ့အလှတရားလေသမီးလေးဖျားပန်းကတ်တယ်ပြောဆိုဆိုနဲ့ຫນွေဦးကလေဦးတွေကိုတက်ဆောင်လာပါပြီရောဒါအတာကူမဲ့ຫນွေဦးကိုရောက်တော့မယ်ဆိုတာကိုပြနေတာပဲလေတူဖို့တချမ်းတန်တွေနဲ့ညဆိုင်နေကြမဲ့ရွှေမြမာပြည်အဲ့ဒီရွှေမြမာပြည်ကနေအဝေးရောက်ရွှေမြမာတို့အတွက်တောင်းဆိုမြတ်တာပို့သလိုက်ပါရရှင်အဝေးရောက်ရွှေမြမာတို့နှစ်သက်မှာစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်လူရဆန္ဒပြေဝကြပါစေကြောင်းကဘာရှော့ကုမ္ပဏီမိသားစုမှဆုတောင်းမြတ်တာပို့သလိုက်ပါရနော်ကဘာ shop ကနေမှာယူရတာလွယ်ကူပါတယ်။ကဘာ shop.com ကို Google မှာရိုက်ထည့်ပြီးရှာလိုက်ပါ။ပစ္စည်းမျိုးစားပေါင်းများစွာတွေကမိမိလိုချင်တာကိုလိုက်ရှာပါ။မိမိမှာယူချင်တဲ့ပစ္စည်းတွေကို add to cart လေးလုပ်ပြီး checkout လေးကိုနှိပ်ပါ။ဆက်သွယ်ရမယ့် email, phone number, နေရာလိပ်စာအချက်အလက်လေးတွေကိုဖြည့်ပေးလိုက်ပြီးတော့မှာယူလို့ရပါပြီ။ကဘာ shop မြန်မာအနှံ့မြန်မာအရာသာ